လို့ကြည့်မလို့အလုပ်ဟုတ်တယ်မလေးစားမိမရလာတော့နည်းနည်းကြိုးစားလာဟုတ်တယ်လေဒါမရကျွေးမှုရှိလာပြီမရကျွေးမှုရှိလာပြီကြိုးစားလာအခုသားသမီးတားရလာပြီကလေးဝေးလာပြီတားရလာပြီတားရတော့မိုးများခုတ်လိုက်တာကွာစရိတ်ရှိုးဆိုဒီနေ့မန်းလေးမနေ့ပြန်တောင်ကြီးတစ်ပတ်ကပြင်မနာအဲ့လိုကြိုးစားတာလေအဲ့လိုကြိုးစားတာသားအတွက်ပဲလုံးရမှာပေါ့အေးလေလုံးရမှာပေါ့နောက်မိမယူဖို့ဟောကိုကြအဲ့ဒါမားနေဒီကောင်နောက်မိမယူမှာမဟုတ်ငါလေးရှောက်ပြောနေမှမသိဘူးအော်ကျွန်တော်သားဆိုလို့ကျွန်တော်ပြောပြအောင်မယ်ကျွန်တော်သားကျွန်တော်တနင်္ဂနွေမိုးရေစက်များအခွေထဲမှာလဲတချင်းလေးတစ်ပုတ်ပါပါတယ်ဗမ်ပိုင်ယာဆိုတာအဲ့ဗမ်ပိုင်ယာမြန်မာလိုပြန်လိုက်ရင်သွေးဆုပ်ဖုတ်ကောင်ကျွန်တော်သားလေးကိုကျွန်တော်မိမနာမည်ပေးထားပါတယ်နိုးဆုပ်ဖုတ်ကောင်တဲ့တတိရှိရမှာမင်းတို့ကဘာလဲဒါတတိရှိတာကြီးပြိုင်တာတတိရှိတဲ့အကြောင်းပြောနေကြတယ်တတိရှိတာကြီးပြိုင်တာဟုတ်တယ်ငါတို့ချစ်ချင်းမပြိုင်နဲ့ငါတို့ဘိုးဘွားဘီဘီနေလက်ထက်ကတတိရှိကြောင်ပြိုင်မယ်ရှင်ပြောလေရတယ်ပြိုင်မယ်အဲ့လိုလေပြိုင်မယ်အဖိုးတွေဘွားတွေခေတ်ကတတိရှိတာကိုပြိုင်မယ်ပြိုင်မယ်ဟောအဲ့တော့မမိုးရဲ့အဖိုးဘယ်လောက်ဒီတတိရှိရဲဆိုတာကိုပြိတ္တကိုတင်ပြရမယ်ပြောပြလိုက်ကျွန်တော်တို့ဘိုးတွေခေတ်တော့ပါဗျာဒါကိုလိုနီခေတ်ငယ်ချက်ခေတ်ဆိုတိုက်ရခိုက်ဘယ်လောက်ကောင်းလဲဆိုတာဒါအားလုံးကဒါပြိုင်ကြတာပြိုင်ဒါကြောင့်ကျွန်တော်ဘိုးဘယ်လောက်တိုက်ခိုက်တယ်ဆိုတော့ပြိတ္တကိုပြောပြမယ်ဒီစုံတော့အဲ့ဘာလို့ကွင်းမြင်ကြီးဗျာရွာထဲမှာကွင်းမြင်ရှိတယ်ကွင်းကလူတွေရတယ်အိုးတောင်းနေလာကြည့်ကြတာပေါ့ဗျာတိုက်ခိုက်ဆိုသူရဲကောင်းနေဘယ်လောက်တိုက်ခိုက်ကောင်းလဲဆိုလူတွေကကြောက်ကိုညံတယ်ပဲအဲ့ဒီမှာကွင်းမြင်ကြီးမှာဟိုးအဝေးကြီးမှာလူတယောက်ရက်နေတယ်အဲ့ဒီလူရဲ့ခေါင်းမှာပန်းသီးတစ်လုံးတင်ထားတယ်ဟုတ်ဗျာပန်းသီးလုံးတင်ထားတယ်အဲ့မှာလူတယောက်လူကွင်းမြင်နဲ့ထွက်လာတယ်ဒါတိုက်ခိုက်ဘယ်လောက်ကောင်းလဲပေါ့နော်ပြိတ္တကလုံးကဘာလုံးမလဲပေါ့ကြည့်နေတယ်အဲ့မှာအဲ့လူကမြားနဲ့လေးကင်တာသူကမြားနဲ့လေးနဲ့မြားနဲ့လေးကင်ထားပြီးဟိုးဝေးမှာရှိတဲ့လူရဲ့ခေါင်းမှာရှိတဲ့ပန်းသီးကိုဟိုက်လို့ပြစ်ချလိုက်ပြစ်တယ်လေပန်းသီးကထက်ချမ်းကွဲသွားတာဟာကျွမ်းလိုက်တာပြိတ္တတွေလည်း share ကနေအေးပြီဟောအဲ့မှာ तू ကစကားတစ်ခုမှပြောလိုက်တယ်ဘာပြော I am Robin Hood Robin Hood မြားပြစ်ကျွမ်းမြားပြစ်ကျွမ်းတယ် Robin Hood ကသူရဲ့ကောင်းလားအရွေးခံတာအေးပါပြီအဲ့မှာနောက်တစ်ယောက်ထပ်ဝင်လာတယ်အဲ့လိုပဲ तू ကကြတော့ဥရောပဝတ်စုံဝတ်ထားတယ်ဝတ်ထားပြီ तू ကဒန်တိုတနန်လေးကိုထုတ်လိုက်တယ်ထုတ်ပြီးတော့လုံးဝမျက်လုံးတော့မကြည့်တော့ဟောလို့မျက်စိမိတ်ပဲပြစ်လိုက်တာထိုင်းပြီးတော့အဲ့မှာခေါင်းပေါ်မှာတင်တာပန်းကြီးအစိမ့်စိမ့်ပေါ်မှာကိုကွဲချောင်သွားကောင်းလိုက်တယ်တော်လိုက်လားလူတွေလည်းအကုန်လုံးပြိတ္တတွေလည်း share ကနေဖြစ်တယ်အဲ့မှာ तू ကစကားတစ်ခုမှပြောလိုက်တယ်ဘာပြောလဲI am James Bond James Bond အောင်လာပြိုင်တာJames Bond အောင်လာပြန်တာလာပြီမင်းသားကျွန်တော်အဖိုးဝင်လာမှာပြိတ္တလက်ကုပ်လိုဝတီးကြပါဗျာဒီအောင်မှာကျွန်တော်ဘိုးကသူများလို့တန်တာလည်းမပေါ့လေးလည်းများလည်းမပေါ့သူကတမြောင်လေးတက်လက်ပါပါတမြောင်လေးနဲ့ဟိုးဝင်းမှာရှိတဲ့လူရဲ့ခေါင်းမှာရှိတဲ့ပန်းသီးကိုဟောဒီလိုပြစ်ချလိုက်ပန်းသီးကွဲအောင်လားလဲမျိုးကိုစိုက်သွားတာပြိတ္တတွေလည်း share ကနေအဲ့မှာကျွန်တော်ဘိုးကစကားတစ်ခုနဲ့ပဲပြောလိုက်တယ်ဘာပြောလိုက်လဲ I am sorry တောင်းမှန်နေသလိုနဲ့သူ့နာမည်လို့ပါလို့နဲ့လာလို့မင်းတို့ဖိုးအဲ့လိုလားအဲ့လိုငါအဖိုးအကြောင်းပြောမယ်အဖိုးဆိုတာနော်အဖေဘက်ကအဖိုးပြောပါလင်ကကျော်ဥရှင်မလည်းပြောအမေဘက်ကအဖိုးအမေဘက်ကဖိုးအရန်ကိုတတိရှိတယ်ဟုတ်လားလူကြည့်လိုက်တော့လေကျူရိုးလေးထောင်သားသလိုပဲလေးတိုင်းလဲတော့ကျူရိုးလေးလို့ဒီလိုရေးနေတာပိတ်ပါလေးပိတ်ပါတတိရမှာမရှင်းနဲ့နော်အရန်တတိရှိတာဂျပန်ခေတ်ကဂျပန်ခေတ်ကမန်းလေးကဥပိန်တရားသိတယ်ဥပိန်တရားပေါ်မှာငါဖိုးတယောက်တည်းငါကြီးတောင်ဓာကြီးနဲ့ဂျပန်တွေကိုဟောတယောက်နဲ့ထိုးခဲ့တာအရှင်းနေလားအသေးတွေမသေးမရှင်းပြမှာဆိုလို့သူကထိုးပြီးတာထိုးတတ်တာနောက်တစ်ခုငါတို့အဖိုးနေတဲ့ရွာကနေပြီးတော့ဂျပန်တက်ကြီးကစစ်ဆုပ်ပြေးတာပြေးချိန်မှာဂျပန်တက်မကြီးစုပ်မယ်လို့သတင်းကြားလိုက်ကြတော့တရွာလုံးကကြောက်လန့်ပြီးထွက်ပြေးကုန်ကြတာအဖိုးကတယောက်တည်းကြည့်လိုက်တော့ကြည်ရိုးလေးလို့လေတိုက်ရင်လဲတော့မယ်တတိနော်တတိကောင်းတယ်မင်းတို့ပြေးရွာထိပ်ကထန်းတော့ထိပ်မှာသွားဆောက်တယောက်တည်းငါကြီးတောင်ထားနဲ့ကြည့်တော့ကြည်ရိုးလေးလို့ပဲလေတိုက်ရင်လဲတော့မယ်သွားဆောက်ဂျပန်တက်မကြီးရလာလက်နက်တွေခဲအပြည့်စုံနေတဲ့တဲပိုးပြီးစစ်ဆုပ်လာအဲ့မှာတွေ့တော့ဂျပန်တက်မထိပ်မှာသူခါတော့ပြီးရက်လိုက်တခုံးပဲပြောလိုက်တာဘာပြောလိုက်လဲဘာကူတဲပေးရအောင်မလဲတတိရှိရဲ့ဘူးငါအဖိုးအခုတော့ဆုံးသွားပါပြီတနာပါတယ်ကဲဘယ်လိုဖြစ်တာတော့ဘယ်လိုဆုံးသွားတော့အဖွားကသူ့နားမှာနှာချီပြီးလို့ဘာကြောက်ပြောနေတာအကောင်းမဲ့အုံးမလို့နားထောင်နေတာအုံးမလို့နားထောင်နေတာတတိရှိရဲ့နေမှာကျွန်တော်ဖို့လာမရှင်းနဲ့အေးပြောပါဦးလုံးဝရှင်းလို့မရဘူးကျွန်တော်ပြောပြလိုက်နော်ဂျပန်ခေတ်အဲ့ဘက်စကိုလိုနေခေတ်ကပဲကျွန်တော်ဘိုးကတယောက်တည်းမတော်လန်ဘူးဘယ်လိုတယောက်တည်းလောက်တာလေကျွန်တော်ကလဲတယ်အဲ့တော့လူစုလူဝေးအများကြီးလူစုလိုက်တယ်လူစုကစီးရောပြီးတော့မြန်မာနိုင်ငံဒီအလဲပိုင်းရပါတော့အလဲပိုင်းနဲ့အောက်ဘက်ကိုအေးရောင်မြေကျော်တိုင်းဖောင်းကြီးနဲ့စုံစင်းတာဗျာဘာဖြစ်တယ်ဖောင်းကြီးစင်းတယ်အဲ့တော့မင်းဘိုးကဖင်ကြီးဆောင်းသွားတာပေါ့ဒုက္ခပဲကွာလှေကြီးနဲ့လှုပ်ဆန်းပါလွတ်လွတ်ရလေအဲ့ဒီတော့လှေမပေါ်သေးဘူးလှေတော့မပေါ်သေးဘူးတော့ရှေ့ကြဖောင်းကြီးနဲ့အဲ့ဒါပေါ့နော်ဟိုအဲ့ဖောင်းမပါတဲ့လူတွေအကုန်လုံးကတော့လက်တွေနဲ့တင်းကြီးလှော်ကြတာပေါ့နော်တက်တွေလောက်ပါကွာအဲ့တော့တက်မပေါ်သေးဘူးတက်တော့မပေါ်သေးဘူးကြာပြီတက်မပေါ်သေးဘူးတကြီးတော့စင်းသွားနေတော့မြို့တစ်မြို့ရောက်သွားမြို့တစ်မြို့ရဲ့စိတ်ကန်းကိုရောက်တော့ဒါသူတို့အဖွဲ့စီရောက်လာပြီဒါသိနေကြသိနေကြအဖိုးကလုံးဝပေါ့အဲ့ဖောင်ထိတ်ကနေသွားပြီးတော့သကောရုပ်တီးတာ
မောင်းကြီးလို့ဘယ်နဲ့သကောကြီးတော့အဲ့ဒီတော့မောင်းမပေါ်သေးဘူးမောင်းတော့မပေါ်သေးဘူးအဲ့ဒါနဲ့ပဲအမဟိုလေငွေကြီးထဲမှာကွာအဲ့ဒီလေငွေကြီးထဲမှာမနဲ့ကြီးဆောက်ပြီးတော့မနဲ့ဆောက်ဒါပြောတော့မယ်လေဒါစီယုံရင်းစင်းတော့မယ်လေဟုတ်တယ်အဲ့မှာလူဟိုလာကြတာလေယုံနဲ့လူတွေလားနွားတွေလူလောက်ပါဟာအဲ့တော့လူမပေါ်သေးဘူးလူတော့မပေါ်သေးဘူးဟုတ်ဖို့နွားတွေနဲ့သွားစီယုံနေသေးတယ်ဒီပါသူ့အဖိုးဘာပြည့်သွားမှမသိဘူးလေမင်းတို့အဖိုးတွေလို့ငါအဖိုးကအဲ့လိုတိုက်တာခိုက်တာဝါသနာမပါဘူးဘာဖြစ်အဖိုးကလုံးဝတရားသမားကြီးတရားသမားကြီးပလီလေးစိတ်ပြီးတော့ရွာတွေကလူတွေတော့လူစိုးလူမိုက်တွေတော့ तू တရားဟောလိုက်လို့လူကောင်းတွေဖြစ်သွားကြတာအဲ့လောက်ကြီးတရားသမားကြီးလက်နဲ့ပေါ့နော်တနေ့မှာခွေးယူကြီးတကောင်ခွေးယူရွာတွေကိုရောက်လာတာအေးဗျာအဲ့မှာရွာတွေကလူတွေကလည်းခွေးယူကြီးပိုက်ရန်တော့လုံးဝကြောက်ပြီးတော့မထွက်ရကြဘူးပေါ့အေးပေါ့အိမ်ထဲဝင်ပြီးပေါ့အဖိုးကအဲ့ဒီမှာဖိုးတယောက်တည်းတတိရှိနဲ့ဖျားစင်ဘောကပရီးလေးကိုယူပြီးတော့ခွေးယူရှိတဲ့နေရာကိုရောက်သွားတယ်ရောက်တယ်ကွာရောက်သွားပြီးတော့ပရီးလေးထုတ်မြစ်တာတော့ကိုရွတ်တာဗျာမြစ်တာတော့မဆုံးခင်ပါပဲအခွေးဦးကငြိမ်ကြသွားလားလေဘေးကိုတက်ကြိုက်တာသေသွားတာမင်းပါဒီမှာဒီတော့တယောက်ကနွားပြောလို့ပြောတယောက်ကခွေးပြောလို့ပြောတယ်တတိယာမှာငါတို့ရဲ့မျိုးရိုးကမှာတကယ်တတိရှိတယ်ပြောပါပြောပြမယ်မင်းတို့လိုအဖိုးတွေမဟုတ်ဘူးငါအဖွားပဲရှိသေးတယ်နော်ဟုတ်လားအဖွားတတိရန်ကောင်းတာဟုတ်လားနော်မင်းတို့လိုဂျပန်ခေတ်မဟုတ်ဘူးအင်္ဂလိပ်ခေတ်နော်အင်္ဂလိပ်မျက်နှာနီတက်ကြီးတက်လာမျက်နှာဖြူအင်္ဂလိပ်တွေကအဲ့တော့အရက်တောက်ထားလို့မျက်နှာနည်းနည်းနီးနေတယ်ကွာဟုတ်နေလောက်ရဲစေးတင်လာကြတာအင်္ဂလိပ်တက်ကြီးကတက်လာငါအဖွားနော်ရွာထဲမှာဘယ်သူမှမရှိတော့ဘူးငါအဖွားတယောက်တည်းကြံခဲ့တာတယောက်တည်းကြံခဲ့တာတယောက်တည်းအင်္ဂလိပ်တက်ကြီးကိုခုခံမယ်ဆိုပြီးကြံခဲ့တာတယောက်တည်းကန်တာဝင်းမြင့်အလဲကောင်းပါဟုတ်လေဗျာငါအဖွားတယောက်တည်းဘလို့အင်္ဂလိပ်ကတစ်ထက်လုံးအေးဗျာငါအဖွားအဲ့ခွင်းမြင့်အလဲကြီးမှာခုခံတာဘလို့ဘာလက်နဲ့မှမပါဘာလက်နဲ့မှဘလို့ခုခံလဲခေါင်းအုံးနဲ့တတိကဲပဲတက်တော့တက်ဖြစ်သွားတာဗောနော်သူ့ကိုရိုက်မယ်ပုံမယ်လို့အနားမှာရှိတဲ့မှုခေါင်းဦးယူပြီးတော့အဲ့လိုကာပြီးကာတာအဲ့လိုတော်သေးတာပဲဂုံတွေပေါ်ပြီးရဲ့နောက်မှာနော်ငါတို့ကဟိုးရှိတော့တချင်းတွေကအရန်ကိုအဓိပ္ပာယ်ရှိရလေးနဲ့တယ်ဟုတ်တယ်အခုခေတ်တချင်းတွေကျတော့မင်းတို့ချစ်မယ်ငါ့ကိုချစ်မယ်ဒါတွေများတယ်ကွာရှင်းတော့ကြတော့ငါတို့ဘာသာရေးနဲ့နီးနွယ်တချင်းလေးတွေကိုရှေးစာဆိုတွေကတကယ်ကိုပညာရှိကြီးနဲ့ဆက်ဆိုခဲ့ကြတယ်ဟုတ်လားအဲ့ဒါလေးတွေအခုနောက်ပိုင်းလူတွေပြန်ပြီးတော့သိအောင်ပြန်ပြီးကြားဖို့ငါတို့ကဖော်ထုတ်ရမယ်ဟုတ်ပါဗျာဟုတ်ပြီနော်အဲ့တော့ငါဒီလိုလေးဆိုလိုက်ချင်တယ်ဘယ်လိုလေးလဲလှုပ်စမ်းမအောင်မိုးသောချကနေ့စဉ်ရွတ်ကြလေတန်မုတ်တေခရီးရာဤခါမီထွက်ကြလေတန်မုတ်တေအိယာဝင်တိုင်းမဆိုင်ရွတ်ကြလေတန်မုတ်တေဟုတ်တယ်ရပြီအဲ့လောက်ဆိုရင်ငါတို့လည်းဖရာတရားကိုင်းဆိုင်နေဆိုတော့ပြတ်တက်လေးတည်သွားပြီဟုတ်ပါတယ်အဲ့တော့အဲ့ဒီဟာကိုပဲဒီဘက်ခေတ်2010စတိုင်နဲ့ပြန်ပြီးပြောင်းဆိုမယ်ပြောင်းဆိုတယ်ပြောင်းဆိုတာတကယ်လို့ခံစားချက်ချင်းမတူဘူးဟုတ်တယ်ခံစားချက်ချင်းမတူဘူးကိုနေတို့စလိုက်အောင်အဲ့ဒါဆိုထာကဈေးကိုသွားကြလေတန်မုတ်တေစီသေးဆန်သေးမမေးကြနဲ့လေတန်မုတ်တေနေ့စဉ်မမန်းငပိနဲ့စဖို့လေတန်မုတ်တေဟောရောက်ရှင်ဗီဒီယိုစဉ်းစားတတ်တော်လေတန်မုတ်တေကျောင်းတွေဖွင့်တိုင်းမဆိုင်ရွတ်ကြလေတန်မုတ်တေမြင့်နေဆိုရင်ပြီးပြတ်တယ်ပလေတန်မုတ်တေရုံပြန်ကားတွေချက်တော့လေတန်မုတ်တေ H1N1 အခုမကြမ်းဖို့လေတန်မုတ်တေဖုံးဝေတစားလို့စေတက်တော့လေတန်မုတ်တေဤလူတွေမကြောက်နဲ့လေရုပ်ဖက်ကြတန်မုတ်တေဘာညာတွေမတွေ့နဲ့လေရုပ်ဖက်ကြတန်မုတ်တေဤလူတွေမကြောက်နဲ့လေရုပ်ဖက်ကြတန်မုတ်တေဘာညာတွေမတွေ့နဲ့လေရုပ်ဖက်ကြတန်မုတ်တေမေးစီမမန်းယူကြဖို့ကျွန်တော်တို့ကပြောလိုက်ပါရစေတန်မုတ်တေဘေးရန်ကင်းအောင်စိတ်ရွှင်လန်းဖို့ယူကြတန်ဖို့ကဲပြောပြီလည်းပြောချင်တာပြောပြီးပြီဆိုတော့မင်းသမီးလေးကိုပြန်လိုက်ပါဗျာနော်အောင်မယ်ဗျာနော်မင်းသမီးလေးတဲ့ခေါ်လိုက်လေမင်းသမီးလေးခေါ်အကျိုးပြူရန်တို့အလှမှာတမူးထူးပြန်နဲ့အော်မိုးယူဆန်ဆိုကလေးနှမကြီးဟာလေခေါ်ပြီးမှမိုးယူဆန်ဆိုကလေးနှမကြီးအပြည့်သာကြွခဲ့ပါတော့ဗျာ
တွေ့လားလူကြီးစကားကိုနားထောင်တာအပြေးသာကြွခဲ့ပါဆိုလမ်းလျှောက်ပြီးလာတယ်